ဒီလမ်းဆုံးဘတ်စကားလေးကိုအင်္ဂလိပ်စကားပြောတဲ့အခါမှာသုံးတတ်ပြီလား Bro really cooked Bro looks cooked Bro is cooked ကဲဘာအဓိပ္ပာယ်ကိုပြောချင်တာလဲဒီနေ့ခေတ်မှာတော့ bro ဆိုတဲ့သုံးနှုန်းကယောက်ျားလေးချင်းချင်းကြားမှာပဲသုံးတာမျိုးမဟုတ်ပင်ကြားမှာမခွဲကြဘဲနဲ့တကယ်ချင်းဒါမှမဟုတ်လူတစ်ယောက်ကိုရည်ညွှန်းပြီးသုံးတာပါအထူးသဖြင့်တော့ Gen Z တွေကြားမှာသုံးများပါတယ် Bro really cooked ဒါကတော့အကောင့်ဘက်မှာသုံးတာပါတရရောက်ကအလုပ်တစ်ခုခုကိုအောင်မြင်မြင်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ပြနိုင်ခဲ့ဆိုလို့ရှိရင် Bro really cooked ဆိုပြီးတော့မှသူ့ရဲ့လုပ်ရက်ကိုချီးကျူးလိုက်တာပါ cook ဆိုလို့ဟင်းချက်တယ်လို့မထင်နဲ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကဟင်းကောင်းတစ်ခွက်လိုပဲเนาะရလက်ကောင်းကောင်းလုပ်နိုင်ခဲ့တာမျိုးကိုဆိုလိုတာပါနောက်တစ်မျိုးပြောလို့ရတာက bro cook with that outfit အိုးသူအဲ့ဒီဝတ်စုံနဲ့ရန်ကိုလမ်းနေတာပဲအဲ့ဒီလိုမျိုးလေးပြောလို့ရရင်เนาะယောက်ျားလေးမှမဟုတ်ဘူးเนาะမိန်းလေးချင်းချင်းဖြစ်ဖြစ်မိန်းလေးနဲ့ယောက်ျားလေးပဲဖြစ်ဖြစ်ပြောလို့သုံးနှုန်းလို့ရပါတယ်နောက်ထပ်ပုံစံတစ်မျိုးသုံးလို့ရတာက bro looks cooked you look cookedဒီကကြတော့ရုပ်ပိုင်းဆိုင်ရာပင်မနှွမ်းနေမှုကိုပြောတာနော်လူတစ်ယောက်ကရမ်းပင်မနေတဲ့ပုံပေါက်တာမလန်းဆန်းတာညှိုးနွမ်းနေတာအဲ့လိုနေရာမျိုးမှာသုံးတာပါနောက်ထပ်တစ်မျိုးကတော့အစိုးဘက်မှာအသုံးများပါတယ် bro is cooked you are cooked အဲ့လိုသုံးလုံးလိုက်ပြီဆိုလို့ရှိရင်သွားပြီကွာဘဝဖြစ်ပြီကွာတခုမှမှားသွားပြီဒုက္ခရောက်တော့မင်းအဲ့လိုအခြေအနေမျိုးမှာသုံးတာပါဥမာကွာစာမချက်လာမိလို့စမွဲကန်ထဲမှာဒုက္ခရောက်ရတာမျိုးဆိုလို့ရှင် Oh I didn't study I'm cooked အဲ့လိုပြောလို့ရရင်နော်ကဲဒီ slang တွေကိုသုံးပြီးတော့အင်္ဂလိပ်စကားပြောရမှာကိုဘယ်လောက်ထားကြလဲဆိုတာပြလိုက်တော့နော် If this video is useful to you please leave a comment below see you in the next video bye bye ဒီလမ်းဆုံးဘတ်စကားလေးကိုအင်္ဂလိပ်စကားပြောတဲ့အခါမှာသုံးတတ်ပြီလား Bro really cooked Bro looks cooked. Bro is cooked. ကဲဘာအဓိပ္ပာယ်ကိုပြောချင်တာလဲဒီနေ့ခေတ်မှာတော့ bro ဆိုတဲ့သုံးနှုန်းကယောက်ျားလေးချင်းချင်းကြားမှာပဲသုံးတာမျိုးမဟုတ်ပင်ကြားမှာမခွဲကြဘဲနဲ့တကယ်ချင်းဒါမှမဟုတ်လူတစ်ယောက်ကိုရည်ညွှန်းပြီးသုံးတာပါအထူးသဖြင့်တော့ Gen Z တွေကြားမှာသုံးများပါတယ် Bro really cooked ဒါကတော့အကောင့်ဘက်မှာသုံးတာပါတရရောက်ကအလုပ်တစ်ခုခုကိုအောင်မြင်မြင်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ပြနိုင်ခဲ့ဆိုလို့ရှိရင် bro really cooked ဆိုပြီးတော့မှသူ့ရဲ့လုပ်ရက်ကိုချီးကျူးလိုက်တာပါ cook ဆိုလို့ဟင်းချက်တယ်လို့မထင်နဲ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကဟင်းကောင်းတစ်ခွက်လိုပဲเนาะရလက်ကောင်းကောင်းလုပ်နိုင်ခဲ့တာမျိုးကိုဆိုလိုတာပါနောက်တစ်မျိုးပြောလို့ရတာက bro cook with that outfit အိုးသူအဲ့ဒီဝတ်စုံနဲ့ရန်ကိုလမ်းနေတာပဲအဲ့ဒီလိုမျိုးလေးပြောလို့ရရင်နော်ယောက်ျားလေးမှမဟုတ်ဘူးเนาะမိန်းလေးချင်းချင်းဖြစ်ဖြစ်